အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Midnight Vibration နေရာနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ပြပြမယ့်အကြောင်းအရာကတော့ကြောရှမ်းစရာကောင်းတဲ့ပုံမြင်တစ်ပုဒ်ပါဒီဖြစ်ပျက်ကိုပြောရရင်လူမကရက်ွက်တစ်ခုကိုပြောင်းလာပြီး3နှစ်လောက်ကြာမှကြုံခဲ့ရတာပါအဲ့ဒီရက်ွက်မှာကအိမ်သေးတွေကလည်းရန်ကိုတက်တာပြီးတိတ်ဆိတ်အေးချမ်းလွန်းလို့သူမလည်းရန်ကိုသဘောကျခဲ့ပါတယ်ပြောင်းလာပြီးရက်နှဲငယ်ကြာအိမ်မှာအနားယူနေတော့မှပဲအပုံနှံကြီးတစ်ခုကိုရလိုက်ပါတယ်အနံ့လာရနောက်ကိုလိုက်သွားတော့အိမ်ဝင်ဝါကဖြစ်နေတာမို့အိမ်ရှိတကားကိုဖွင့်လိုက်တဲ့အခါမှာတော့အိမ်ရှိဝါမှာဖုတ်ကောင်ကြီးတကောင်မတ်တက်ရက်နေပါတယ်သူ့မှာကစုပ်ပြဲနေတဲ့ဝတ်စားတွေမြေကြီးတွေကလည်းပေးကျန်နေပြီးသပင်းတွေကလည်းကျွတ်တို့ကျဲတဲ့တာရှိပါတော့တယ်သူ့ရဲ့ရေပြားတွေကနေရာတော်တော်များများမှာပုတ်ပွားနေပြီးလောက်ကောင်တွေကသူ့ကိုကိုက်စားနေတာကိုအထင်းသားတွေးလိုက်ရပါတယ်ဟာဖုတ်ကောင်ကြီးကျွန်တော်អော်လိုက်မိတယ်အဲနောက်တော့ကျွန်တော်တကားကိုပိတ်မဲ့လို့သူကသူ့ရဲ့ပုတ်ပွားနေတဲ့လက်တွေနဲ့တကားကိုဆွဲထားခဲ့တယ်အနှဲငယ်ဟနေတဲ့တကားကနေသူ့ရဲ့မျက်နှာကိုအတင်းသွင်းပြီးပါဇက်ကြီးကိုဟားလိုက်ပါတယ်သူ့မီးယိုးကကွက်ထွက်သွားပြီးသူ့ရဲ့ပါဇက်ကသူ့ရင်ဘက်လောက်ထိရောက်သွားအောင်ဖွင့်လိုက်တာကိုမြင်လိုက်ရပါတယ်ကျွန်တော်လည်းအတန်ကုန်အော်ဟဲလိုက်ချိန်မှာတော့သူကရုတ်တရက်ပြောက်ဝယ်သွားပါတယ်ဟေးအဲ့ဒါငါတို့ရက်ကွက်ကဖုတ်ကောင်လေသူကမင်းကိုလာနှုတ်ဆက်တာပါဒါကနောက်အိမ်ကကြော်ကြီးရဲ့အတန်ဆိုတာကိုသူမှသိလိုက်တယ်သူကကျွန်တော်အိမ်ဘက်ကိုလမ်းလျှောက်လာရင်ပြောနေတာပါမင်းသူ့ကိုတွေ့ရင်တရားလုံးပေးရမယ်မဟုတ်ရင်သူကစိတ်ဆိုးလိမ့်မယ်တဲ့ငါတို့ရောက်ကမှတရားလုံးဆိုင်နေအများကြီးရှိနေတာကသူ့ကြောင့်မဲလို့ပြောပြီးသူကကျွန်တော်ကိုတရားလုံးတစ်လုံးပေးပြီးသူ့အိမ်ကိုပြန်ဝင်သွားပါတယ်ကျွန်တော်လည်းကြောင်းတောင်းဖြစ်နေပြီသူပြောတာကဘာကိုဆိုတာနားမလည်ခဲ့ဘူးအဲ့ဒီနေ့တနေ့လုံးလဲအဲ့ဖောက်ကောင်ကြီးကကျွန်တော်ကောင်းတဲ့ကနေဘလို့မှထုံမရခဲ့ဘူးပုတ်ပြီးလောက်တွေထွက်နေတဲ့ခန္ဓာကိုယ်ရဲ့အနံ့စိုးကြီးနဲ့ဗဇက်ဖွင့်လိုက်တော့ကသူ့အယိုးတွေရဲ့အဝဲကနေထိပါကြားခဲ့ရပါတယ်ဒီเจ้าတွေကိုမေးပြဖို့ကြိုးစားပြီးမယ်မဲအိခင်ဒီသူ့เจ้าကိုပဲတွေးနေမိတယ်အဲ့ဒါကဘာကြီးလဲတယောက်ယောက်ကဒီနားမှာတရေကရိုက်နေတာလားဖြစ်နိုင်ရဲ့မျိုးမျိုးကိုတွေးတော့နေရင်အိပ်ပျော်သွားခဲ့ပါတယ်နောက်တစ်နေ့မနက်ကျသူမကားမောင်းပြီးအလုပ်သွားနေတော့မှာပဲရုတ်တရက်ကားကတစ်ခုကိုဝင်တိုင်းမိလိုက်ပါတယ်သူမလည်းလန့်သွားတာမို့ကားကိုရက်ပြီးအပြင်ကိုထွက်ကြည့်လိုက်တဲ့အခါအဲ့ဒီဖောက်ကောင်ကြီးကသူမရဲ့ကားရှိကိုရောက်နေခဲ့တယ်ကားရှိဘန်ဘာကပိန်သွားပြီးသူ့ခန္ဓာကိုယ်လည်းကျိုးကျသွားခဲ့တယ်ဒါတော့မှအဲ့ဖောက်ကောင်ကသူမကိုစိုက်ကြည့်နေပါသေးတယ်တကူလုံးမှစသိမ့်နေထောင်ကြောက်သွားခဲ့တယ်သူကမတ်တရက်ပြီးကျိုးနေတဲ့အယိုးတွေအားလုံးကိုပြန်တက်လိုက်တယ်ပြီးတော့သူမစီကိုရှောက်လာခဲ့တယ်သူမလည်းអော်လိုက်မိတယ်အဲ့အချိန်မှာနောက်ရင်ကကြော်ကြီးပြေးထွက်လာပြီးဟေးဒီမားလို့អော်ရင်တရားလုံးနေပြစ်ပေးလိုက်တော့သူကကြော်ကြီးရဲ့အိမ်ရှိကိုပြေးသွားပြီးတကားရှိမှရက်နေခဲ့တယ်သူမမြင်နေရတာတွေကိုသူမမယုံနိုင်ပေမဲ့ရုတ်တရက်တစ်ခုကိုတော့သူမသတိထားမိသွားတယ်သူ့ရဲ့သပင်နဲ့အဝိတ်တွေကလုံးဝမလုပ်ဘူးပြီးတော့သူ့လှုပ်ရှားနေတာကဘာမြေကြီးရဲ့သွဲငင်မရှိသလိုမျိုးပဲရုတ်တရက်ပဲသူမအကြောက်လို့မြွေ့သွားခဲ့တယ်မျက်လုံးပြန်မွေးလိုက်တော့ကြော်ကြီးရဲ့အိမ်ကကတင်ပေါ်မှာပြန်လို့လာခဲ့တယ်နိုးလို့ချင်းပဲလမ်းပြီးထားလိုက်ပြီးနဲ့ခေါင်းကရမ်းကိုမူးနေတာမို့ပြန်လဲကျသွားခဲ့တယ်ကြော်ကြီးဘာတွေဖြစ်နေတာလဲလို့မေးလိုက်တော့သူကတက်ပြင်းချပြီးမင်းကဖောက်ကောင်ကြီးရဲ့အနီးနားမှာအကြာကြီးနေမယ်ဆိုရင်မင်းရဲ့ခန္ဓာကိုယ်တွေကဆဲတွေသေးတာလိမ့်မယ်တဲ့မင်းတတိထားမိမှာပါသူကတက်ရှိတတော်တကောင်မဟုတ်ဘူးလေသူ့ဘဝဝင်ခြင်းကအရာအလုံးရဲ့အသက်တွေကိုသိစေနိုင်တယ်သစ်ပင်တွေပန်းတွေတိရစ္ဆာန်တွေအောက်ဆီဂျင်တွေအထိပေါ့ငါတို့ရက်ကွက်မှာဖြစ်တဲ့သေဆုံးမှုတွေရဲ့20%ကအပြည့်မပေါ်ခဲ့ဘူးဘာလို့လဲဆိုတော့တရားခံကလူတယောက်ကြောင့်မဟုတ်လို့ပဲလို့ပြောတယ်သူမရဲ့တကူလုံးစက်သိန်းတွေထသွားပြန်တယ်ဒါပေမဲ့ကြော်ကြီးကသူမကိုနောက်နေတာများလားလို့တွေးမိခဲ့တယ်တသက်လုံးတရေတွေဖုတ်ကောင်နေဆိုတာကိုတခါမှမမြင်ဘူးတော့မယုံနိုင်ဘူးဖြစ်နေခဲ့တယ်ဒါပေမဲ့အဲ့ဒီချိန်ကစပြီးသူမဟာအိတ်ကက်ထဲမှာတရားလုံးတစ်လုံးကိုအမြဲဆောင်ထားခဲ့တယ်သူ့ကိုတွေးတိုင်းတရားလုံးတစ်လုံးပြစ်ပြီးထွက်ပြေးခဲ့တယ်တခါတော့ကတော့တရားလုံးကိုမတော်တဆအရမ်းမြအောင်ပြစ်ပေးလိုက်တဲ့အခါသူ့ပါဇက်ထဲကနောက်ထပ်လက်တစ်ဖက်ထွက်လာပြီးလှမ်းယူလိုက်တာကိုမြင်လိုက်ရတယ်အဲ့ဒီခါမှာကြော်ကြီးပြောတာအမှန်မဲဆိုတာကိုနားလည်သွားခဲ့တယ်သူမလည်းကြော်ကြီးအိမ်ကိုသွားပြီးဖုတ်ကောင်ကြောင့်တိတ်ဆုံးခဲ့ရတဲ့လူတွေအကြောင်းကိုမေးမြန်းခဲ့တယ်အစပိုင်းမှာတော့သူကမပြောချင်ဘူးဆိုပြီးလက်ကပြပေးမယ်သူမကဆက်ပြီးတင်းမင်းနေတော့ကြော်ကြီးကစပြောခဲ့ပါတယ်ပထမဆုံးတစ်ယောက်ကမင်းခန့်လို့ခေါ်တဲ့အရက်ရှိရှိနဲ့16နှစ်ကောင်လေးတစ်ယောက်ပေါ့အဲ့ဒီတုန်းကဖုတ်ကောင်ရဲ့မျက်နှာကမပုတ်သေးဘူးတော်တော်လေးလဲရှောတာမို့သူကဒီပုတ်ကောင်ကြီးကိုကောင်မလေးတစ်ယောက်ထင်ပြီးနမ်းလိုက်မိတယ်နိုင်နေငယ်လောက်ကြတော့မင်းခန့်ကသွေးတွေအံပြီးသိဆုံးသွားခဲ့တယ်ခန္ဓာကိုယ်တခွဲကားမှာစစ်စစ်ကြည့်လိုက်တော့လောက်ကောင်မောင်များစွာကိုသူ့ရဲ့ခန္ဓာကိုယ်မှာတွေးခဲ့ရတယ်လောက်ကောင်တွေကသူ့ဦးတွေသူ့ပိုက်တွေကအရာအလုံးကိုစားနေခဲ့တယ်ရဲတွေကလည်းဖြစ်ခဲ့တဲ့အကြောင်းရင်းမှန်ကိုရှာမတွေ့ခဲ့ဘူးလေ ဒီ
ဒီကိစ္စကဘလို့မှမဖြစ်နိုင်တာသိတယ်မဟုတ်လားဒါဆိုနောက်တစ်ယောက်ကရောကြော်ကြီးခဏလောက်တန်တိတ်သွားပြီးကော်ဖီတစ်ခွက်ဖြော်လိုက်တယ်ပြီးတော့သူ့ရဲ့လက်တီတုံနေတာကိုသူမှမြင်လိုက်ရတယ်ပြီးတော့ကြော်ကြီးကစပြောတယ်အဲ့ဒီတယောက်ကနီနီလို့ခေါ်တဲ့အသက်20အမျိုးသမီးတယောက်ပေါ့အဲ့ဒီကသူ့လက်ချောင်းထဲမှာမွေးကြီးတစ်ကောင်ဝင်ပြီးသူမှသေဆုံးနေတာကိုတွေ့ခဲ့ရတယ်ရဲတွေကလည်းဘာသက်သေမှမတွေ့တာမို့အမှုကိုပိတ်လိုက်ရတယ်နီနီကဖုတ်ကောင်ကြီးသူ့အိမ်ရှိလာတိုင်းဖေးထွက်သွားတဲ့အပုတ်ကောင်ကြီးတို့အမြဲပြောလို့ရှိတာမို့ဒီဖုတ်ကောင်လောက်တာပဲလို့ငါတို့ကတော့ထင်တယ်ဖုတ်ကောင်ကသူ့ကိုအဲ့လိုပြောတာကိုမကြိုက်တာဖြစ်မယ်လို့ထင်တယ်ကြော်ကြီးပြောတာတွေကြောင့်သူမရဲ့ခန္ဓာကိုယ်တစ်ခုလုံးတုံပြီးကြောက်နေခဲ့တယ်ကြော်ကြီးရပြီတော်လိုက်တော့မင်းရဲ့အိမ်မှာတော့ငါမအန်ချင်ဘူးလို့ပြောလိုက်တော့ဒါပေါ့ဒီအကြောင်းငါမပြောချင်ပါဘူးဆိုမင်းမဲမေးတာကိုဒါပေမဲ့တရားလုံးသာဆောင်ထားရင်ငါတို့ရောက်ကတကယ်နေလို့ကောင်းတဲ့နေရာတစ်ခုပါလို့သူကကြောက်ရွံ့ကြီးပြုံးပြပြီးကျွန်တော်ကိုတရားလုံးရှုပ်ပေးခဲ့တယ်အဲ့ဒီနောက်တော့ကျွန်တော်လည်းတရားလုံးကိုအမြဲဆောင်ထားပြီးဒီရောက်ကမှာပဲလာအောင်များစွာအဆင်ပြေပြေနေထိုင်ခဲ့ပါတယ်တနေ့တော့အိမ်ပြင်ကိုထွက်လာတော့တကားဝမှာအဲ့ဒီဖုတ်ကောင်နဲ့စုံမိခဲ့တယ်သူ့ကိုတရားလုံးကျွေးဖို့လွယ်ထဲကိုလက်နှိုက်လိုက်တော့တရားလုံးတွေကအိတ်ခမ်းထဲမှာမိကြံခဲ့တယ်ဒါပေမဲ့ပြန်သွားယူဖို့ကလည်းပြင်းနေတာမို့သူ့ကိုအမြန်လေးကြော်ဖြတ်သွားဖို့ကြိုးစားလိုက်တယ်ဒါဟာအမကြီးတစ်ခုဖြစ်သွားခဲ့တယ်ရုပ်တရက်သူ့ရဲ့ရှာကြီးကအရှိကိုဆန်းထွက်လာပြီးသူမရဲ့ခန္ဓာကိုရစ်ပတ်လိုက်တယ်မနေ့ကကနေသူ့ရဲ့ရှာကြီးကနေထွက်ပြေးလာခဲ့ရတယ်အဲ့ဒီညမှာပဲသူမတကူလုံးအရေးပြားတွေညီရဲလာပြီးအရန်နာကျင်လာခဲ့တယ်နောက်ပြီးရမ်းဖျားလာတာမို့စိတ်ယုံသွားပြတော့မင်းရေပြားတစ်ခုလုံးအစိတ်မိထားတယ်တဲ့ဘာဖြစ်ခဲ့တာလဲလို့မေးခဲ့တယ်ဒါကိုသိတော့သူမလည်းရန်ကိုဒေါသထွက်လာပြီးဒီဖုတ်ကောင်ကိုလက်စားချေဖို့ဆုံးဖြတ်လိုက်တယ်သူမတန်လုံးတွေကိုလက်ရည်ထဲဆောင်သွားပြီးနောက်တစ်ချိန်သူမကိုတွေ့တဲ့အခါဒါကတရားလုံးမျိုးစားတဲလို့អော်ပြီးလှန့်ပြကျွေးလိုက်တယ်ဖုတ်ကောင်ကတန်လုံးကိုယူဗဇက်တက်ထည့်ပြီးမျိုးချလိုက်တယ်ခဏကြာမှတော့သူရန်ကိုနာကျင်ပြီးကြမ်းညင်ပေါ်မှာလဲကျသွားခဲ့တယ်နောက်တော့သူ့လက်ပင်ကိုကန်ရင်ခြေထောင်တော့អော်နေခဲ့တယ်အဲ့ဒီနောက်ပိုင်းတော့အဲ့ဖုတ်ကောင်ကိုရက်ွက်ထဲမှာမတွေ့ရတော့ပဲပြက်ွယ်သွားပြီလို့ကောလာဟာရတွေထွက်လာခဲ့ပါတယ်ရက်ွက်ထဲကလူတွေလည်းတိတ်ဆိတ်နေတဲ့လမ်းတွေပေါ်မှာပုံကျုပ်ွယ်ကျသွားနေခဲ့ရတဲ့ဘေးကနေလွတ်ပြီးဆိုပြီးတရားလုံးနေခွဲတဲ့ပွဲကိုပါလုပ်ခဲ့ကြပါသေးတယ်ကျွန်တော်လည်းသူ့ကိုအနိုင်ယူခဲ့တာမို့ဂုံယူနေခဲ့မိပါတယ်ဒါပေမဲ့တနေ့တော့ကျွန်တော်ရက်ွက်ထဲပတ်ပြီးလမ်းလျှောက်နေတော့အေးဟာမလူတယောက်ကတရားလုံးနေစားနေတာကိုတွေးလိုက်ရတယ်အနီးကကြည့်လိုက်တော့သူကလူမဟုတ်ပဲဖုတ်ကောင်ဖြစ်နေတာကိုသိလိုက်ရတယ်သူကရင်ကားနဲ့လုံးဝကိုကွဲပြားသွားခဲ့တယ်သူ့ပုံစံကြီးကဖားတစ်ကောင်လိုပြောင်းလဲသွားခဲ့တယ်ဇလန်းလေးကတော့ဒီမှာရင်ပြီးပါပြီလူကြီးမင်းတို့လည်းအဲ့လိုဖုတ်ကောင်ကြီးလမ်းမှာတွေ့ရင်တရားလုံးလေးကျွေးခဲ့ကြပါအောင်လို့ပြောရင်ကျွန်တော်ရဲ့ horror story လေးတွေကိုနှစ်သက်ရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့ကြပါဦးဗျ